Hello မင်္ဂလာပါရွာသားကြီးစိတ်တို့ကလေးစားလျက်ပါကာမဘုံသာဆုံးလဲနွားတို့နဲ့အနတ္တကမဘဝရီရဲ့ကျင်လေခဲ့ကြတာတွေရဲ့မဆုံးနိုင်ကြတယ်တဝဲတလေလေသမှုရိယဆိုတော့တနာရဲ့ညစ်တွေကတန်ရောစင်ငါကွယ်သားရဲ့သမီးရဲ့ဇနီးရဲ့ခင်မွန်းလင်တဲ့ဆွေရဲ့မျိုးရဲ့ရှိချိုးတွေကနှောင်ပွဲလေးတဲ့မယုံနိုင်မထွက်နိုင်မြဲခိုင်လာတဲ့တန်တရားခရီးတဲ့လမ်းငါတခါမြန်ကြတယ်တောတောင်ကြီးစမ်းပန်းသူနဲ့နေငါမြင့်ငါသွားကြတယ်တန်တရားခရီးတဲ့လမ်းငါတခါမြန်ကြတယ်တောတောင်ကြီးစမ်းပန်းသူနဲ့နေငါမြင့်ငါသွားကြတယ်တန်တရားခရီးတဲ့တန်တရားခရီးတဲ့ဩပြစ်လွယ်သဘောရဲ့လောကဝယ်ပြောလို့မဆုံးနဲ့သင်္ကာရတော့မတတ်လို့မတည်မြဲလေရသောအာရသောလာဘောအလာဘောနေနံမလနံဒုက္ခဒုက္ခလောကရန်တရားမူရဲ့ပြစ်လွယ်သဘောရဲ့လောကမှာပြောလို့မဆုံးနဲ့သင်္ကာရတော့မတတ်လို့မတည်မြဲလေရသောအာရသောလာဘောအလာဘောနေနံမလနံဒုက္ခဒုက္ခလောကရန်တရားနေရဲ့လောကီဘုံအလဲကြုံလာရတဲ့ပုရုစင်မှုမလွဲတာတဲ့တန်တရားခရီးတဲ့တန်တရားခရီးတဲ့တန်တရားခရီးတဲ့ယေရှုတင်ပါတယ်ခင်ဗျာ